ပုံမြင်လေးရဲ့အမိကတော့ပန်းနှစ်သားရဲ့နှစ်သမီးချောလေးတဲ့ဟိုးရှိတုန်းကပေါ့ကွယ်တာဝရင်သာနတ်ပြည်မှာမာလာဘာရီလအမိရရဲ့ပန်းနှစ်သားလေးတစ်ပါးရှိတဲ့သူဟာပန်းတွေကိုအင်မတန်ချစ်မြတ်နိုးလို့နှစ်သားနှစ်သမီးတွေအားလုံးကသူ့ကိုပန်းနှစ်သားလေးလို့ပဲချစ်စနိုးခေါ်ကြတယ်ပန်းနှစ်သားလေးဟာအားရှိသမျှပန်းဥယျာဉ်ကြီးတွေထဲမှာပန်းမျိုးစုံနဲ့အချိန်ဖြုံးနေလေးရှိပြီးသူ့အနားမှာလဲလိပ်ပြာလေးတွေလိုလှပတဲ့အဖော်နှစ်သမီးချောလေးတစ်ထောင်ကကခုံပျော်ပါရင်ချန်ရန်နေကြတာပေါ့သူတို့တွေပန်းဥယျာဉ်ထဲမှာပျော်မဆုံးထိနေကြတာဘလောက်တောင်လဲဆိုရင်အချိန်တွေကုန်သွားမှန်းတောင်တတိမပြုတ်မိကြဘူးတဲ့ဒီနေ့မှာတော့ပန်းနှစ်သားလေးကပန်းတွေကိုစီကုန်းနေတော့နတ်သမီးလေးတွေကလည်းပေမင်တွေပေါ်တက်ပြီးပန်းဆွတ်ပေးနေကြတယ်။အဲ့ဒီအချိန်မှာပဲပင်ရန်မြင့်ပေါ်မှာပန်းခူးနေတဲ့နတ်သမီးချောလေးတစ်ပါးကရုတ်တရက်ကြီးနတ်သက်ကြွေပြီးတေဆုံးသွားပါလေတော့။နတ်သားနတ်သမီးတွေတေဆုံးတဲ့အခါလီတိုက်လိုငိမ့်သွားတဲ့ဖျောင်းနိုင်မီလိုပဲဘာအလောင်းမှကြံမနေခဲ့တာကြောင့်ကြံတဲ့နတ်သမီးတွေဟာပန်းအာယုံမှာပဲနစ်မျောပြီးတယောက်ပျောက်သွားတာကိုတောင်မသိလိုက်ကြဘူး။ဒါပေမဲ့တေဆုံးသွားတဲ့နတ်သမီးလေးကတော့လူဘီကတာဝီထိမြို့မှာမိန်းကလေးတူအဖြစ်ချက်ချင်းပြန်မွေးဖွားလာခဲ့တယ်။ထူးခြားတာကအဲ့ဒီမိန်းကလေးဟာအရင်ဘဝကိုပြန်သိမြင်နိုင်တဲ့ဉာဏ်ရရှိထားတယ်။ဒါကြောင့်သူမဟာအားရှိသမျှအရင်ဘဝကပန်းနှစ်သားလေးနဲ့ပျော်ခဲ့ရတာတွေကိုသတိရပြီးလွမ်းဆွနေတာပေါ့ငါဟာနတ်ပြည်ကိုအမြဲဆုံးပြေရောက်ချင်လိုက်တာလို့အမြဲတွေးတော့နေခဲ့တယ်သူမဟာနတ်ပြည်ပြန်ရောက်ဖို့အတွက်ကောင်းမှုကုသိုလ်တွေကိုအင်အိုက်တမိုက်လှုပ်ဆောင်တော့တာပေါ့အလူဒါနတွေပြုတီလတွေစောက်တည်ပြီးတခါတရံမှာတော့ဝိပဿနာတရားတွေတောင်ပွားများအားထုတ်ခဲ့တယ်သူမအသက်16နှစ်အရွယ်မှာအိမ်အောင်ကျသွားပေမဲ့လည်းအိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင်စ조사ရင်းတစ်ဖက်မှာလည်းနတ်ပြည်ကိုပြန်ကျင်တဲ့စိတ်စောနဲ့ကုသူတွေကိုအရင်လိုပဲအားဆိုင်လုပ်နေခဲ့တယ်။သူမဟာခင်မင်းတဲ့ဘူဝရရကြေပွန်လွန်းလို့ခင်မင်းဖြစ်သူကတောင်သိပ်ချစ်တာပေါ့။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့နတ်ပြည်ကိုပြန်ရောက်ဖို့ကတာပထမပဲ။အချိန်တွေကြာလာပြီးသားသမီး4ယောက်တောင်ရလာတဲ့အထိသူမရဲ့နတ်ပြည်ပြန်ကျင်တဲ့စိတ်ကမပြောင်းလဲခဲ့ဘူး။နောက်ဆုံးမှာတော့သူမဟာမမျော်လင့်မဲ့ယောဂတစ်ခုနဲ့ရုတ်တရက်တေဆုံးသွားပြီနဲ့။သူမတေဆုံးပြီးတော့ဝီနီဟာတာဝရင်းသားနတ်ပြည်ကပန်းနတ်သားလေးစီကိုချက်ချင်းပြန်ရောက်သွားခဲ့တယ်။ပန်းနတ်သားလေးကပြန်ရောက်လာတဲ့သူမကိုမြင်တော့ချစ်နှမမင်းစောကပျောက်နေတာဘယ်သွားနေတာလဲလို့လှမ်းပြေးတယ်။သူမကလူပြီးမှလူဖြစ်ရတဲ့အကြောင်းစုံကိုပြန်ပြောပြတော့နတ်သားနဲ့ကြံတဲ့နတ်သမီးတွေအံ့ဩသွားကြတာပေါ့။ဘာကြောင့်လဲဆိုတော့နတ်ပြည်ရဲ့တရက်ဟာလူပြီးမှနှစ်ပေါင်း100လောက်ကြာတာကိုသူမလူပြီးမှအသက်50ကျော်နေထိုင်ခဲ့တာဟာနတ်ပြည်မှာတော့ခဏလေးပဲရှိသေးတယ်။ပဲနတ်သားလေးကလူတွေဟာခဏလေးပဲအသက်ရှင်ရတာကိုသိမှလီရက်နဲ့ဘာလို့မေ့မေ့လော့လော့နေကြတာလဲလို့ညီးတွားမိသွားပေါ့